ဒီကျတဲ့မှာကျတော့ခဏတို့ကရင်းတက်ဟုတ်လားတော့ရင်းတက်ပါရင်းတက်မှာခဏဘာရလိရတာတရေးဖို့ပါတရေးဖို့မှန်ပါဗျဒီတနတ်တွေပေါ့နော်တတ်တော်ထုတ်တဲ့တတ်တွေနော်ဟုတ်ပါတယ်တတ်တော်ထုတ်အဲ့ဒီတနတ်တွေပဲဘယ်လိုပေးရတာတမပါဗျခဏတနတ်ကန်ရတော့ကြာတန်းကန်ပြီးတော့တစ်နှစ်လောက်တော့ရှိပါတော့ချင်းကန်ရအောင်နော်ကန်ရပါဗျ။ရောက်ချင်းကန်ရတယ်ဟိုတူမူသားဟွာလေးလော်နေရအဲ့လိုကြီးလောက်ပါဗျ။တူမူသားလောက်ပါမှန်ပါဗျ။ဝိရရဘာနဲ့ကြွေးတော့ကြွေးရတော့ပုံမှန်မရှိပါဘူးဗျ။ခါလီရောကစုံရချမောင်ရအဲ့လိုမျိုးတော့စားပါ။ PDF မာတွေရောရှိရလား။မင်္ဂလာပါ။ Top Stories မြန်မာ Channel ကနေကြိုဆိုပါရစေ။မြန်မာနိုင်ငံကနေကမ္ဘာတဝန်းအထိနေ့စဉ်သတင်းစုံနဲ့ဖြစ်ရမှန်တွေကိုတင်ဆက်ပေးနေမှာမို့အခုပဲ Subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲဖို့ဖိတ်ခေါ်ပါရခင်ဗျာ။ဟုတ်ပါဘူးရခါ။မှန်ပါ။ညတော့ရရှိရပေါ့နော်။ရှိပါ။ဟိုပြီးဒီကကြီးကအလင်းဝင်လာဆိုတော့အခြေအနေမကောင်းလို့အလင်းဝင်လာလားဒါမှမဟုတ်အဒီတရားရှိလို့အလင်းဝင်လာ။ဒီတရားရှိလို့လင်းဝင်လာ။အဲကြောင့်ဒီတရားရှိတာ။စိုးရိမ်ပြီးတော့ဒီဘက်ကိုပေါဝိုင်းလို့ပါအောင်ပေါ့။ပြီးတော့ဗလိုက်တက်လို့နေအဲ့ဘက်ကိုရောက်ပါဒီတရားရှိလို့တကယ်မိသားစုနဲ့ဆိုတော့လင်းဝင်လာတာပေါ့နော်။မှန်ပါဗျ။အခြေအနေမကောင်းလို့ရှုံးတော့မယ်ခံရလို့လင်းဝင်လာတာမဟုတ်ပါဘူး။ဟုတ်ပါဘူးဗျာ။စိုးရိမ်ပြီးတော့ဒီဘက်ကချိတ်ဆက်တွေစိုးရိမ်ရှိပါခင်ဗျားတို့လူတွေနောက်ထပ်ရှိရလိုက်မှာလင်းဝင်မယ်ရှိပါသေးတယ်ဗျာ။ဒီမှာကျတော့ဘာလို့တော့ဘယ်လောက်ရအဲ့လိုတော့မရပါဘူး။မရဘူးလား။မှန်ပါ။ဘောင်းဆောင်ပိုင်းနဲ့တော့ထိုးပါဘူး။ညလူတော့ထိုးပါတယ်။ဘာလို့တော့လူလုံးမယ်။လူတို့လောက်တာတော့အလူခံတဲ့ကိစ္စတွေတော့အဲ့လိုလုပ်ခုလမ်းမပေါ်ထွက်သေးလား။ထွက်ပါတယ်။လမ်းမပေါ်ထွက်ပြီ။မှန်ပါ။ညမင်းဆွဲလိုက်ပါလေ။ဟာကြားပါတယ်ကွာ။အဲ့ဒီပြီးတော့ဘိုင်းတော့ပြီးတော့အဲ့လိုတော့မကြားဘူး။ဒီဆွဲထက်လာဝစ်စင်တာပါတော့။အဲ့ဒါညောင်နေဘက်မှာကြား။ဟုတ်တယ်ခင်ဗျာ။ဆွဲပါ။ညမှုနာပါလေ။ညမှုနာမှာညောင်နေဘက်လေဟုတ်လား။မှန်ပါ။ပတ်ဆိုင်နေယူစားဟုတ်လား။မှန်ပါတယ်ဗျာ။ပတ်ဆိုင်နေရွှေယူစားပြီးပြန်လုပ်ပြီးပြန်လုပ်ပြီးလည်းဒီကြားပါ။နောက်တော့ရွေးရတော့တန်တော့မလားပြောက်ပါရွှေရောကားရောရုပ်မယ်ဟုတ်လားအဲ့လိုတော့ကြားလိုက်တယ်အဲ့မို့လည်းတက်လာတာဘယ်လိုဖြစ်တယ်လဲမသိဘူးအဲ့လိုအဲ့ဒါခေါင်းဆောင်ကြတော့ဘူးလို့ဟုတ်တယ်ဘိုးရခပါအဲ့ဒါဘိုးရခပဲလားဘိုးရခဘွယ်တော့ဘိုးရခဒါပဲဆိုရပဲဘိုးရခလုပ်တာတော့မဟုတ်ဘူးဩအခြားဘွယ်လုပ်ပြီးတော့သူနဲ့ဘယ်လိုပတ်သက်လဲပြောတာဩဘယ်မှာရပတ်သက်လဲပေါ့တော့ရက်ခတော်တော်များများသူကအတက်တော့ရှိတယ်သူ40ကျော်တော့ရှိပါပြီသူ့နာမည်ပြောပါဘိုးရခဟုတ်လေသူ့မှာသူကရက်ခဆိုတော့ PDF ထဲရောက်မှာဟောဒီမှာရက်ခချင်းဖြစ်သွားမှန်ပါဗျမြန်မာကျနာမသိဘူးပေါ့မသိဘူးဗျကျွတ်ရနာမည်လေးတယောက်လေးတယောက်အဲ့လောက်ကြီးမသိကြဘူးဟုတ်လားနာမည်ကြောင်းလေးပုံစံလူပေးတာအဲ့အရာလေးခေါ်ရတာခင်ဗျဟိုအဲ့ PDF ထဲမှာကျတော့ခဏတို့ကရင်းတက်ဟုတ်လားတော့ရင်းတက်ပါရင်းတက်မှာခင်ဗျဘာရလိရတာတရေးဖို့ပါတရေးဖို့မှန်ပါဗျဒီတနတ်တွေပေါ့နော်တတ်တော်ထုတ်တဲ့တတ်တွေနော်ဟုတ်ပါတယ်တတ်တော်ထုတ်အဲ့ဒီတနတ်တွေပဲဘယ်လိုပေးတာတမပါဗျခင်ဗျတနတ်ကန်ရတော့ကြာတန်းကန်ပြီးတော့တစ်နှစ်လောက်တော့ရှိပါတော့ချင်းကန်ရအောင်နော်ကန်ရပါဗျ။ရောက်ချင်းကန်ရတယ်ဟိုတူမူသားဟွာလေးလော်နေရအဲ့လိုကြီးလောက်ပါဗျ။တူမူသားလောက်ပါမှန်ပါဗျာ။ဝိရရဘာနဲ့ကြွေးတော့ကြွေးရတော့ပုံမှန်မရှိပါဘူးဗျာ။ခါလီရောကစုံရချမောင်ရအဲ့လိုမျိုးတော့စားပါ။ PDF မာတွေရောရှိရလား။ PDF မှာမရှိဘူးဗျာ။ဟုတ်လား။ရှိရကြ။ရှိရှိ။ရှိကြတရားလောက်ရှိတယ်။မှန်ပါဗျာ။အဲ့စခန်းတွေပါရောတည်လို့ပေါ့။စခန်းတွေပါရောရှိပါသူမပြောင်းသေးဘူးဆိုရင်။အဲ့လိုတည်ပါခင်ဗျအလေးဝင်သွားပြီဆိုတော့မသိတော့ဘူးမသိတော့သေးဘူးဘယ်သူမှဒီလိုမဆက်တယ်ပေါ့ဩလားအခုဒါတကယ်မြန်မာရလို့အဒီတရားရှိလို့အလေးဝင်လာတယ်ဆိုတော့ဒါအကြောင်းမရှိပါဘူးเนาะမှန်ပါအခုလည်းဆိုတော့အလုံးမှာဟိုအခြေအနေမကောင်းလို့ပါညာတော့ဟိုဒကာကြီးတို့ကဒါ PDF ကိုလည်း PDF ဆိုတဲ့ဟာပုံပြဆိုင်တာအောင်ဆုံးခေါင်းဆောင်ပိုင်းတွေပဲကြီးပွားချမ်းသာပါမှန်ပါခေါင်းဆောင်ပိုင်းတွေပဲတိုးတက်သွားဟုတ်လားဘောင်းပိုင်းဒီချမ်းသာတယ်ဘောင်းလုံးကြီးတွေပြောတယ်ဟုတ်လားနောက်ပြီးကလေးဟိုဟာတွေထိုးကြည့်ခိုင်းတယ်အချင်းချင်းတော့မသဘောယူနေတာဟုတ်လားမှန်ပါဟမ်မှန်ပါဘောလုံးချင်တဲ့ကောင်တနက်ရှိလို့ရှိဘောလုံးချင်တဲ့ကောင်များတယ်ဟုတ်လားဟုတ်ပါလမ်းမပေါ်ထွက်မယ်ကြောင်းမရှိကြောင်းရှာပြည့်မဲ့ပြည်သူပြန်မဆွဲမဲ့ဒလန်သူပြီးဆွဲမဲ့ဝင်နဲ့ပြန်ယူခိုင်းမယ်အကျုပ်ပြောတာတွေကမှားနေတာပုံမနေပြောလို့ရတယ်နော်မှန်ပါမှားရင်ဆရာတော်ပြောတာတွေကမှားနေပါလေတရားပါနေပြောလို့ရတယ်မှန်ပါဟုတ်လားမိုင်းလည်းမိုင်းတယ်မားလည်းမားတယ်ဥစဉ်တော့ဘာလို့ဆိုတော့လင်းဝင်မှုပဲဒီတရားရှိအောင်လို့ပဲဒီချက်တော့တတ်မတော်ရတယ်ဘောမကောင်းနိုင်တော့မှန်ပါတယ်ခင်ဗျာစစ်ဖြစ်တယ်ဆိုတော့လူတွေကိုသိကြပါအဲ့ဒါတွေတော့ထားသူကမပြောလို့ဟုတ်လားနောက်ထပ်ဒီ
အနေနဲ့ဘလောက်စွမ်းတော့နောက်ထပ်အလင်းဝင်မဲ့ပြီးချိန်နေတယ်ပေါ့ ချိန်နေပါတယ်ဗျာရှိပါတယ်ဗျာပြီးတော့ဒီလိုဝင်လာတော့ချိုးရတယ်မတည်သေးပါဘူး ဟုတ်လား တမောင်း ဒီကြတယ်ပေါ့နော် တမောင်း ဘာဒီတနက်ကြီးရဲ့ဒီလက်ပြပုံရဲ့ဒီကြီးပေါက်တွေဘယ်လိုယူချတာ အဲ့ဒီတော့ဘုံတွေတိတ်ချ ဟုတ်လား ဟုတ်ပါတယ် ဟိုကားစီးတာ ကားစီးတာဆန်ကိန်းနဲ့ပွင့်ပဲသူပိတ်ပွင့်ပဲပြီးမောင်းလာ ဒီကြက်ကိတ် မှန်ပါတယ် မြင်းမူနာကပြီးတဲ့ကိတ်ရှိသေးလား ကိန်းကြီးကတော့ကွက်တိပကြားရှိရတယ် ဘလိုကြီးတော့ရှိတော့ အော်လုံးမရှိတော့ဘူးဘုံနေမရှင်းနေတယ်မလို့ဝင်လာသူအဲ့လိုမရှိဘူးဒါပေမဲ့သူတို့ကိန်းရှိရတယ်လို့ပွင့်ပဲမောင်းတော့စစ်စစ်စစ်ပေါ်တော့မှဆိုမိတော့မှာ လမ်းကြောင်းတော့ကိတ်နေပြီးတော့မစစ်ဘူးလား တမတော်ကိန်းတွေမရောက်ဘူးသူတို့ကိန်းဝင်လိုက်တာနဲ့ချိုးရည်ဗီဒီယိုအောင်ပြီးတော့ဝင်လာပါဗျ ဗီဒီယိုရောဘာရောဟုတ်လားကတ်လို့ကိတ်တွေပါပြရတယ် အဲ့မပြရဘူး ဝိပုံနဲ့ဘယ်လိုဆက်ရတော့ စောစောကဘုံနဲ့ပြီးပါတယ် PDF ဘလော့နေတယ်တည်တယ် မှန်ပါဗျပြီးတော့ကျောင်းသားပါဗျဘုံနဲ့ပြီးပါ အဲ့ဒါဥပုံနဲ့ဆက်ရတယ် မှန်ပါဗျပုံကြီးနေပြန်ဆက်သွယ်ပြီးတော့ဘုံနဲ့ဆက်သွယ်နေတယ် မိသားစုရောတည်လာလင်းဝင်လာ ပြီးပါတယ်ဗျမိသားစုကတော့ဘန်းနာနေတယ် ပြီးတော့ ACC ပါရင်းမရှိပါဘူးเนาะအတိုင်းမှုကလည်းဒါတည်တဲ့တွေပါတယ်ဆိုတော့ချင်းမြင်လာရရှိတယ်เนาะချင်းမြင်ပေးတာရှိတယ်ဒီကတမတော်ကတော့ဒီလိုစစ်တော့ဒီကျုပ်တို့ကတော့ဝါမတတာအကုန်လုံးကြိုးဆိုကြတာမဟုတ်လားဟိုတိုင်းနာကိုလူတွေပဲလေဟုတ်လား PDF ဆိုတော့ကျုပ်တို့ကတော့အညာသားတွေကရမ်းကြိုးစားတာရမ်းချစ်ဖို့ကောင်းတာဘုံရမ်းတာအောင်ရမ်းကြည့်လို့လားအခုတော့အကြောင်းမရှိအကြောင်းရှာကျုပ်တို့လိုကိုတော်မျိုးတတ်တယ်ဆိုတော့လက်ခံပါတယ်ပေါ့ဖို့လိုကိုတော်မျိုးဒီဆရာတော်လိုကိုတော်မျိုးနဲ့ဘာမှအကြောင်းမရှိဟုတ်လားဒါနဲ့ဗျာအပြစ်မဲ့ဒီယဟန္တာကတော့ချုပ်ပတာကတော့ဒီမဲ့ရအားရလို့ထားသူတက်ထားကြတော့လွန်လွန်းနေတော့ မှန်ပါဗျ သူတက်ထားရတယ်တွေ့ကြရမှာပါ အဲ့တော့ပြီးတော့မတူဘူးဗျ လူဘူးလား ပြီးတော့ကားမောင်းလောက်ကပြီးတော့လုပ်ပဲဗျ ဟောခင်ဗျာကားမောင်းပြောကြတယ်ကားမောင်း တမန်ပါ သွားရလားလိုက်ဘူးရတော့ သူ့လိုလိုက်ပူရမကြွရည်ရဲဘော်တို့ကိုသွားရင်လည်းသူလိုက်ပူနေရရွှေ့ပြောင်းလိုက်ပူပစ္စည်းတွေတင်အဲ့တော့ပဲပြီးတော့လုပ်ရတယ်ညနေရပြီးတော့ဥပဒေမှုမဆွဲပဲရအောင် ခင်ဗျားတို့တော့လို့နေနေကျဲလားကျင်းလား ကျင်းနေပါဗျ အဲ့တော့ဒီနေကျင်းလား ဒီနေ့ကျင်းနေပါ ဒီဘောကပြောပေါ့နော်ဒါလင်းဝင်ခြင်းနဲ့ဘာညာဆိုလို့ရှိရင်ဘောလုံးကိုဆက်လွယ်ရရှိရဲ့ကိုနဲ့တီးတဲ့မိတ်ဆွေတွေဘောလုံးဆက်လွယ်ပေါ့နော် တမန် အဲ့တော့ဒီဘုန်းကြီးတွေကဟိုတိုင်းရဆရာတော်ဘောလုံးကတော့ဝမ်းမတဲ့တာတူတူနဲ့ကြောက်ဟုတ်လားဒီစကိုင်းတိုင်းတိုင်းမှုရှိကိုယ်တိုင်လည်းဟုတ်လားဒါဒီရတန်ကြတော့ကွန်ပျူတာနဲ့ဝမ်းမတဲ့တာတူတူနဲ့ကြောက်ဒီုံကင်းဝင်လာတူတူနဲ့ဒါပြဆုံးတယ်လို့ဦးစင်းတော့ကြားကြည့်ရတယ်နော် တမန် အားလို့ဝန်တာတယ်နော်တကယ် တမန်ပါ ဟိုမှာဆိုရင်သေဖို့နဲ့ဟောင်ကြောက်ကိုသေဖို့ကများတယ် မှန်ပါတယ် ဟုတ်လား မှန်ပါတယ်ဗျ တကယ်တမ်းတော့ပညာမသာဒီနာရှင်းမဲ့ဆိုကြခံရရမယ် ခိုင်းပါဦးဗျမှန်ပါတယ် ဒီဟောဒီချိန်ပိုးတော့ဆိုရပုံစရာမရှိနေမှုတကြောဟုတ်လား မှန်ပါတယ် ရင်းကြီး မှန်ပါတယ်